စာကြက်တော့မယ်အိယာထားမယ်ဆိုတဲ့အချိန်လေးတစ်ခုလုံးတော့မယ်ဆိုရင် mindfulness လေ့ကျင့်ခန်းလေးလုပ်ပေးတာတတိပဋ္ဌာန်ပေါ့ပါဠိလိုပြောရင်တတိပဋ္ဌာန်ကျင့်စဉ်ကိုကျင့်တာတတိပဋ္ဌာန်ကျင့်စဉ်ဆိုတာနော်အမျိုးသမီးတွေဆိုလို့ရှိရင်ထဝက်ပလင်လို့ခေါ်တဲ့ဒုတုတ်ထိုင်တယ်အမျိုးသားတွေဆိုလို့ရှိရင်တင်မြင်ခွေးထိုင်တယ်တင်မြင်ခွေးထိုင်တဲ့အခါမှာချောင်းချောင်းချီချီတက်တက်တာတာဖြစ်အောင်ထိုင်ရမယ်အခုခေတ်တချို့ကတော့မဟာပလင်ဆိုပြီးတော့ဒုက္ခရောက်အောင်ထိုင်နေကြတာဒါလည်းပဲမှန်ကန်မှုမရှိဘူးခုဒီတရားထိုင်နေဆိုတဲ့အလုပ်တစ်ခုဟာခန္ဓာကိုယ်ကိုညှင်းဆဲဖို့ထိုင်တာမဟုတ်ဘူးစိတ်တည်ငြိမ်အောင်ထားတဲ့သဘောပဲဘာကြောင့်တရားကိုထိုင်ရတယ်လဲလို့ဆိုလို့ရှိရင်အိတ်လိုက်ရင်အိပ်ပျော်သွားမှာလေလှဲပြီးလှုပ်ရင်အိပ်ပျော်သွားလမ်းလျှောက်နေပြန်လို့ရှိရင်လည်းလှုပ်ရှားမှုတွေများတယ်နော်မတ်တရနေလို့ရှိရင်လည်းကြာရှည်ထိနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ကြာရှည်လုံးလို့ရအောင်ထိုင်ခြင်းဣရိယာပုဂ္ဂိုလ်ရွေးချယ်တာသာဖြစ်တယ်ဒါအဓိကမဟုတ်ဘူးတမာရီကျင့်စဉ်တစ်ခုကိုကျင့်မယ်ဆိုရင်ထိုင်ခြင်းဣရိယာပုဂ္ဂိုလ်ငြိမ်သက်တယ်အိတ်ချင်းဣရိယာပုဂ္ဂိုလ်ကသူ့ရဲ့ပုံငြိမ်သက်တယ်သို့တော့အိတ်ချင်းဣရိယာပုဂ္ဂိုလ်လဲလျောင်းခြင်းဣရိယာပုဂ္ဂိုလ်နဲ့အားထုတ်လိုက်ရင်မကြခင်အိပ်ပျော်သွားမှသူဟာအဲ့ဒါကြောင့်မို့လို့အဲ့ဒီဟာကဝီရိယအားနည်းလွန်အားကြီးသည့်အတွက်ကြောင့်ဝီရိယနဲ့တမာရီမမျှဘူးဆိုပြီးထိုင်တဲ့ဣရိယာပုဂ္ဂိုလ်ယူရထိုင်တဲ့ဣရိယာပုဂ္ဂိုလ်ကြိုးစားလွန်တာလည်းမဟုတ်ဘူးဟိုစိန်ခံလွန်တာလည်းမဟုတ်ဘူးအလယ်လက်မစ္စည်းမပฏิပဒါဣရိယာပုဂ္ဂိုလ်ဖြစ်တယ်ထိုင်နေတာဟာအလယ်လက်ဖြစ်တယ်နော်အိတ်လိုက်လို့ရှိရင်အိပ်ပျော်သွားမယ်လဲလိုက်ရင်အိပ်ပျော်သွားမယ်မတ်တရက်နေတာတို့လမ်းလျှောက်တာတို့ကြတော့လှုပ်ရှားမှုတွေများနေပြန်အဲ့ဒါကြောင့်မလို့ထိုင်ခြင်းဣရိယာပုဂ္ဂိုလ်ရွေးတာအကြောင်းသူအကြောင်းနဲ့သူရှိတယ် reasonable ဖြစ်တယ် logical ဖြစ်တယ်တရားထိုင်တယ်ဆိုတာဟာဒါကြောင့်မို့အမျိုးသမီးတွေဆိုလို့ရှိရင်ထဝက်ပလင်ဒါလည်းအကြောင်းရှိတယ်ထဝက်ပလင်ထိုင်ရတယ်အမျိုးသမီးတိုင်းထိုင်တယ်နောက်ပြီးတော့အမျိုးသားတိုင်းထိုင်မယ်ထိုင်ပြီးတဲ့အခါမှာမိမိဘယ်လက်ပေါ်မှာညာလက်လေးဆင့်တင်ပြီးတော့နော်စေရောကိုရောကိုအားလုံးကိုရှော့ချလိုက်ပြီးတော့ရှော့ချလိုက်တယ်ဆိုတာဟိုတင်းရှင်းနေမဖြစ်အောင်ခဏရှော့ချလိုက်ပြီးမိမိရဲ့စိတ်ကိုတာသီဝဘက်ကို focus လုပ်အောင်အဲ့ဒီဘက်ကိုဥလှည့်ထားပြီးအသက်ကလေးကိုမှန်မှန်ရှူပြီးရှူလက်ရှူနိုင်ရှူသမျှလေလေးဟာနှာသီးပြားလေးမှာထိလိမ့်မယ်အဲ့ဒီထိနေတာထိတဲ့အချိန်လေးကိုပဲထိမှန်းသိတာလေးကိုပဲအာရုံစိုက်ရစိုက်ထုတ်လိုက်လို့ထိတာရဲ့ရှူသွင်းလိုက်လို့ထိတာရဲ့အဲ့ဒီထိမှုသိမှုဒါလေးတော့ပဲအာရုံစိုက်ပြီးတော့တခြားအာရုံတွေကိုဘေးမရောက်စေပဲနဲ့လေလေးထိတာလေးကိုပဲလိုက်ပြီးတော့ရွတ်ဆိုစရာမလိုဘူးလိုက်ပြီးရွတ်ဆိုစရာမလိုဘူးစင်စက်မပြတ်သိနေအောင်ကြိုးစားခြင်းဟာ mindfulness လို့ခေါ်တယ်ပေါ့အဲ့ဒီ mindfulness အလုပ်ဟာစာကြက်တဲ့အခါမှာလည်းများစွာအထောက်အကူဖြစ်မှာဖြစ်တယ်ကျမ်းမာရေးအတွက်လည်းများစွာထောက်ကူဖြစ်မှာဆိုလို့ဒီကနေ့ခေတ်မှာအလုတ်ခွင်ဝင်ညမဲ့အလုတ်သမားတွေတောင်မှပဲအနောက်တိုင်းတွေမှာခေတ်စားနေတယ် mindfulness ကို7 မိနစ်ဖြစ်စေနိုင်ဝက်ဖြစ်စေလုပ်တယ်ဆိုတာဖြစ်တယ်အဲ့ဒီပို့ပြီးတော့လုပ်တဲ့အခါကျ mindfulness based stress reduction ဆိုတာလူတွေဟာအလုတ်ပင်ပန်းလို့ stress တွေများလာပြီးစိတ်ဖိစီးမှုတွေများလာပြီးဆိုရင်လေနိုင်ဝက်လောက်ဖြစ်စေ15မိနစ်လောက်ဖြစ်စေကိုရုံးကနေမှဖြစ်စေအလုပ်ခွင်မှာဖြစ်စေခိတ္တခဏမျက်စိလေးမိတ်ပြီး mindfulness လေ့ကျင့်ခန်းလေးလေ့ကျင့်လိုက်မယ်ဆိုရင်အုံနောက်ဟာပြန်ကြည်သွားပြီစာကြက်လို့လည်းပိုကောင်းသွားမယ်မှတ်ဉာဏ်တွေလည်းပိုကောင်းသွားဉာဏ်ကောင်းအောင်လုပ်တဲ့နည်းဆိုတာတတိနဲ့တမာတိကိုတိုးအောင်လုပ်တာဟာဉာဏ်ကောင်းခြင်းအကြောင်းပဲတတိတမာတိမရှိရင်ဉာဏ်မဖြစ်ဘူးသူကစာပေကျမ်းကမှာဆိုထားတာနာဟိတတိဝိရဟိတာပညာနာမအဋ္ဌိတတိကင်းတဲ့ပညာဆိုတာမရှိဘူးတတိပါမပညာဖြစ်တယ်အဲ့ဒီ mindfulness ဆိုတာတတိဖြစ်အောင်လေ့ကျင့်တာပဲဖြစ်တယ်ဘယ်သူပဲဖြစ်ဖြစ်ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်နော် mindfulness လေ့ကျင့်ကောင်ကိုလေ့ကျင့်တဲ့ပေါ့လေ့ကျင့်ပြီးတော့ mindfulness ကနေပြီးတော့တမာတိဖြစ်အောင်ကျင့်မယ်အဲ့ကျင့်ရင်းကနေပြီးတော့ကိုယ်အုံနောက်လို့ဆိုပါစို့စိတ်အနေထားတွေဟာရှင်းလင်းသွားပြီးစိတ်တွေဟာကြည်လင်းလာပြီဆိုတော့မှစာကြက်မယ်တခုလုံးမယ်ဆိုလို့ရှိရင်အစွမ်းတတ္တိတွေပုံမြင့်
ပင်မလာလိုက်ပြီးဆိုတာနဲ့တပြိုင်နက် mindfulness လေ့ကျင့်ခန်းလေးကိုထားလုပ်လိုက်ပြီးရင်စာကြက်လိုက်ဆေးတွေတော့မတောင်းနဲ့ဆေးတောင်းရင် side effect ကအမှန်တမ်းဆိုးသွားတယ်ရုပ်ကိုကုစားတာဖြစ်တယ်ဆေးကစိတ်ကိုလှုပ်တာမဟုတ်ဘူးရုပ်ကိုထိခိုက်သွားတယ်ဆိုလို့ရှိရင်စိတ်ပါလမ်းမှာမဟုတ်ဘူးဒါကြောင့်မို့မအိတ်ချင်တဲ့ဆေးတွေတောက်ပြီးလှုပ်တာဟာမှားရွံ့တယ်ခန္ဓာကိုယ်ထိခိုက်ပြီးနောက်ဆုံးမှာအုံနောက်ပါထိခိုက်သွားတတ်တယ်ဒါကြောင့်မို့ mindfulness လေ့ကျင့်ခန်းကိုစမ်းသပ်ကြည့်အသိဉာဏ်တွေတိုးတက်လာအောင်တတိဆိုတာမွေးမြူရတယ်တမာတိဆိုတာမွေးမြူရတယ်တတိနဲ့တမာတိမွေးမြူပေးခြင်းအပြင်ပညာရည်တွေဟာကိုယ်ဟာမြင်မာလာနိုင်တယ်လို့သူတို့ဆိုတယ်ဒါကြောင့်မို့လို့အဲ့ဒီလေ့ကျင့်ခန်းလေးကိုနေ့တိုင်းလူတိုင်းဟာအချိန်မီ7 day ပဲဖြစ်စေစာကြက်လို့ခေါင်းနောက်လာပြီဆိုရင်လေအဲ့လေ့ကျင့်ခန်းလေးကိုလုပ်လိုက်အဲ့ဒါဟာတကယ်ကို mental exercise ပဲ physical exercise ကတစ်မျိုး mental exercise ကတစ်မျိုးဇာမယခါ physical exercise လုပ်ရတယ်လို့ mental exercise လည်းလုပ်ပေးရအဲ့ဒီလိုလုပ်ပေးမှစိတ်ရောကိုယ်ရောလန်းဆန်းတက်ကြွလာပြီတတိတွေကောင်းလာပြီဆိုရင်ပညာရည်ဟာတိုးတက်လာမှာဒါအဲ့ဒီနည်းနဲ့လေ့ကျင့်တဲ့ပညာရည်တိုးတက်အောင်လေ့ကျင့်တဲ့နည်းပဲအဲ့တော့စိတ်ထဲမှာတခြားအရာတွေကိုမသွင်းမဲနဲ့အမိုက်တရိုက်တွေကိုရှင်းပစ်တဲ့သဘောပဲ mindfulness လုပ်ပြီးတော့ရှင်းပစ်လိုက်တာဉာဏ်တွေခေါင်းထဲမထည့်ဘူးမထည့်လိုက်တဲ့အခါမှာစိတ်ဟာအေးချမ်းတော့အဲ့ဒီလိုအေးချမ်းမှုဆိုတဲ့စိတ်ကိုအခြေခံပြီးတော့ကြိုးစားအားထုတ်ခြင်းပဲဖြစ်တယ်